Yo အားလုံးပဲမင်္ဂလာပါကျွန်တော်ဗီဒီယိုမတင်တာကြာသွားတဲ့အတွက်ကျွန်တော်ကိုမိနေကြပြီလားဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့ Better Barrel ကိုကျွန်တော်တကယ်ရင်းနေဆောက်အောင်ပါပဲဖြစ်ပါတယ်ပြောရရင်ကျွန်တော်တကယ်ရင်းနေရောက်က Better Barrel နဲ့တိတ်လို့မရင်းနေသေးဘူးကျွန်တော်ကပဲတို့ထက်နည်းနည်းတီးရပေါ့နော်ကျွန်တော်ဘယ်ဝေါ်နေကျွန်တော် Minecraft ရဲ့ထုံးစံအတိုင်းပဲတိခုတ်ရပါမယ်ဟာဟိုဘက်ကမြန်လာပြီလားဘယ်သွားနေကြလဲဘူးကျွန်တော်တို့ဒီဘယ်လိုပြောစားလို့ရတယ်ဟာဘယ်လိုပြစ်ဒီလာပါလားလို့မသိကျွန်တော်တို့ယူသွားလိုက်မယ်ပြီးတော့စားပြန်ရရင်ပြီးရောပါနော်ရပြီ Oh it's not me bro ဆိုတဲ့ဘေးကညံနေအဲ့ဘေးတခုရနေရအရှိမှန်နေရကျွန်တော်တက်တာရရဆိုတော့ visit to လေးလောက်ရအောင်နောက်မှကျွန်တော်ဒီ stone လေးရှိရဆိုတော့ okay ကျွန်တော်အလုံးလေးဆိုတော့bullet pick လုပ်မယ် bullet pick နဲ့ကျွန်တော် stone လေးမောင်းရအောင်ကြော warrior နည်းနည်းလက်တဲ့အတွက်လည်းတော့အတိခံပြီးကြည့်ပေးကြပါနော်ခေကျွန်တော် achievement လုပ်ရအောင်ကွက်လေးခေကျွန်တော် stone pick တွေလုပ်ပြီးတော့ကျွန်တော် stone လေးနဲ့တော့မှန်းရအောင်တော့ stone s လေးလုပ်ပြီးတော့ကျွန်တော်ဘေးနားဒီတစ်ပင်လေးကိုခုတ်လိုက်မယ်ခုတ်ရအောင်ကျွန်တော်ဒီတစ်ပင်ခုတ်ပြီးတော့ဘာလို့မှလဲဆိုတော့ကျွန်တော်ဘတ်တော့ဆော့တဲ့တူတွေကတော့တီးတယ်ကျွန်တော်ကွက်လေးပါလေးလောရမယ်โอเคno ကျွန်တော်မလုပ်ပြီးလိုက်ပြီကျွန်တော်သွားပြီကျွန်တော်ဒီဝေါ်အနေနဲ့လက်နေလို့ပေါ့နော်ကျွန်တော်ဒီတစ်ပင်ပြန်မိုင်းအောင်ကျွန်တော်နည်းနည်းဆောင်းလိုက်မယ်တော့ခုရကျွန်တော်ပဲဒီမှာလာပြီပေါ့နော်ကျွန်တော်ဒီမှာဆိုရင်အခုရပြီဆိုတော့နည်းလက်နေဒီကျွန်တော်ကျွန်တော်မှရသွားပြီဆိုတော့မှဒီစီလေးယူလိုက်မယ်ဒီတရားကွာကားပါလဲဆိုတော့cobblestone 14ခုမှရမယ် okay ကျွန်တော် cobblestone 14ခုမှရအောင် okay ကျွန်တော်ပြေးသွားပြီပေါ့နော် cobblestone 14ခုကျွန်တော်ဒီနားကနည်းနည်းခိုးလေးပါယူသွားရအောင်ခိုးလေးနောက်ထပ်ကွက်ကကျွန်တော် stone pick ကိုလောမယ်ကျွန်တော်နည်းနည်းမြန်နေရသွားပြီဆိုတော့နောက်တစ်ခုတန်းလို့stone pick ကနေ iron pick ကိုပြောင်းရမယ်ဆိုတော့ iron မရှိရဘူးဆိုတော့ဒီတိုင်းပဲထားရအောင်ပေါ့နော်ဒီဘေးရကျွန်တော်ဆွေးရဲ့ skin ကြီးယူတာဗျာဒီပဲ blue ပဲလေဗျာ okay ကျွန်တော်ဒီတိုင်းဒီမှာပဲနေတော့မပြည့်ဘူးပေါ့နော်ကျွန်တော်ဆိုတော့တခြားနေရာရှာရအောင်ဒီပဲအစားရှိမဲ့ပုံနဲ့ပေါ့ကျွန်တော်ကလည်းပေးလိုက်ပါမယ်တေးကိုလောက်ပဲပေးလိုက်မယ်ဒီပဲမမြင်ဘူးရပါပြီဆိုတော့နောက်တစ်ယောက်ရှာလာအောင်မယ်ကျွန်တော်ဆော့တာ3ယောက်ဆိုတော့နောက်တစ်ယောက်ကလည်းဘယ်ပျောက်နေလဲမသိပါဘူးโอเคတွေ့သွားပြီဒီပဲစကင်လည်းမရှိဘူးကျွန်တော်ပဲဘာမှမရှိဘူးလေโอเคကျွန်တော်အဲ့ဆိုတော့ဘယ်သွားမလဲဆိုတော့ကျွန်တော်ဟိုဘက်ကတွေပတ်ပြီးတော့ဒီသွားမယ်ပေါ့နော်ဟိုဘဲပြောရတော့ကျွန်တော်ဒီနားမှာ village ရှိရဆိုလားပဲ village ရှိရတဲ့ကျော်လိုက်ပါမလို့ကျော်ရှမ်းမဟုတ်ဟုတ်တယ်ဒီမှာ village ရှိတယ်ကျော်ဒီရွာမှာပိုင်ဆိုင်ရများတွေအကုန်လုံးတိမ်ပိုက်ပဲပေါ့နော်โอเคကျော်ဒီအရင်ကလည်းအတိုင်းရရှာအိမ်ထဲမှာနေโอ
Okay ကျွန်တော်မိုးလင်းပြီပေါ့နော်မိုးလင်းပြီဆိုတော့ကျွန်တော်ခုနတက်ခဲ့တဲ့ ion ကလန်ရဲ့ကျွန်တော် ion တွေကိုတုံးပြီးတော့ဟိုဟာion picket တစ်ချောင်းလုံးလုပ်လိုက်မယ်ခွေးရပြီးလုပ်ပြီးဆိုတော့ကျွန်တော် achievement တစ်ခုရပါပြီ achievement ခွက်တစ်ခုရပါပြီပေါ့နော်ပြီးပါပြီဆိုတော့ okay ဟိုလက်နေတယ်ခဏဆောင်းလောက်အောင်မယ် okay ရပြီဆိုတော့ကျွန်တော်ပစ္စည်းလေးယူလိုက်မယ် ion picket ကျွန်တော်လက်နေတယ်ဗျOkay ကျွန်တော်တိုင်းကလောက်ရင်ကောင်းမလားကောင်းတော့ဒီတိုင်းထားလိုက်ဒီတိုင်းနဲ့တော့စုထားလိုက်မယ် Okay တွားမဖြတ်ပြီးတော့မယ်ကျွန်တော်ရှမ်းနေအကုန်ဖွင့်ပြီးတော့ကျွန်တော် structure တစ်လေးပါရေးရှာရအောင်ဆိုတော့တက်ပါဆန်ပြောင်းလိုက်မယ် second ပါဆန်ပြောင်း Okay ကျွန်တော်ရှာကြည့်ရအောင် Okay ကျွန်တော်ဒီမှာပေါ့နော် structure ကြီးပေါ့နော်ဒီ structure နာဒီကွက်လေးကကျွန်တော်ရဲ့တီးရပေါ့ဘက်တော့စောနေကြဆိုတီးရယ်โอเคဒီနာပြည့်စီနေမြန်လူရအောင်ဒီဘဲမရခင်မြန်လူโอเคကျွန်တော်ရပြီဆိုတော့ဘောင်းမီလုပ်လို့ရအောင်အကြည့်ဒီပုံးနေရကြောဘယ်ပြောလဲ lucky box လိုမျိုးပဲတော့ဖြစ်စီကြီးကကြပန်းပေါ့နော်တမိုးကြီးရတယ်လည်းပါတယ်တမိုးမရှိရတယ်လည်းပါတယ်ပေါ့နော်โอเคအိုးကျွန်တော် diamond ရတယ်diamond โอเคဒီမှာဘာရမလဲအိုးကိုရအရှမ်းနဲ့ကိုရအရှမ်းနဲ့အပဲဟိုကျွန်တော်အာယုန်နေပါရတယ်โอเคဒီမှာဘာလဲတော့မသိဘူးတော့ရပါတယ်အားရောလွယ်လို့ကို string လို့ရတယ်အားကျွန်တော်ခီးဆက်မယ်ဆက်ပြီးတော့အားဒီမှာ trader ပေါ့ trader တွေ့ရတယ်ဆိုလို့အားဒီပဲ trade နေတာကြာပြီဘာ trade နေရလဲဗျာโอเคရပြီဒီ enchanted book ကကျွန်တော်ဒီဟာလည်းတော့ခက်တယ်ပေါ့နော်လို့ရကျွန်တော်လည်းတိတ်မတည်ဘူးဒါပေမဲ့အဲ့လောက် pro player မဟုတ်တဲ့ခါကျတော့ကျွန်တော်ခီးဆက်သွားမယ်ပေါ့နော်လမ်းမှာတော့ထွေထူးတွေမလုပ်ခဲ့ပါဘူးအာယွန်းလေးတူလိုက်ဒီတိုင်းစကားပြောလိုက်နေလုပ်ခဲ့ကြပါတယ်အိုးကြော်တေးခံနေလေးခက်တီလေးတော်လေးတဲ့ပြီးတော့ကျွန်တော်တို့ဖွဲ့ဒီတိုင်းခီးဆက်နေရင်လည်း structure တစ်ခုတွေးလို့ဆိုပြီးတော့အထဲကိုဝင်ပြီးတော့ structure တွေယူဖို့ဆိုပြီးတော့ကျွန်တော်ဆိုပြလိုက်ကြပါတယ်ကျွန်တော်တို့ structure တွေကိုဝင်ပြီးတော့တိုက်ခိုက်ဖို့အတွက်ပြင်ဆင်ပြီးရတယ်အခါလေးမြန်မာလိုကြီးဝင်သွားပါတယ်။အိုး chat ထဲမှာဝင်ချက်ရှိရပဲ။ဒီလိုနဲ့ကျွန်တော်တို့ structure တွေကမော်တွေကိုတိုက်ခိုက်ရပါတယ်။ကျွန်တော်တို့ကခက်တီနဲ့တွေးရပေါက်ကတွေဝင်ခဲ့ရအောက်မှာနောက်တစ်ထပ်ကြံနေရဲဆိုတော့မတီးခဲ့ဘူးရှက်ဆဲမှာပါရှိတယ်အိုးဒူလေးရှိရဲဆိုတော့ယူလာလိုက်မယ်အိုးဒီမှာတောတွေမမြင်ရဘူးဒီကောင်တွေကကျွန်တော်မှာ train key တွေရှိရဲဆိုတော့ကျွန်တော်ကန်ဆန်းကြည့်လိုက်ပါမယ်ဟာထိုင်မိုးပြေးတခုလောက်ပေါက်လိုက်ပါဟာအမ်ရက်ကြီးလာကွာကျွန်တော်ကန်ရတော့တော်ကောင်းပါလေဒီလိုနဲ့ကျွန်တော်တို့တက်စင်မောက်တွေတိုက်ခိုက်ခဲ့ကြပါတယ်
နောက်တစ်ဆင့်မှာ evoker တွေ vat တွေပါတဲ့အခါကျတော့ကျွန်တော်ထိုတန်တွေရခဲ့ပါတယ်โอเคကျွန်တော်ဒီမှာ diamond ၄လုံးရပြီပေါ့နော်ပြီးတော့ကျွန်တော်အကြာကြီးပဲစကားပြောပြီးတော့အချိန်ကြီးဖြုံးခဲ့ပါတယ်အမီနက်ဖော်တဲ့ကိုတုံးပြီးတော့မော်တွေကိုပြန်ခေးဖို့ဆိုပြီးတော့ကျွန်တော်နေရာကိုတိုက်ခိုက်လို့ကောင်းအောင်လို့ပြန်ရှင်းခဲ့ပါတယ်ကျွန်တော်အာမာကျိုးတော့မှာဆိုတော့အပေါ်တက်ပြီးတော့ကျွန်တော်တကယ်ကြီးကိုခြံလာခဲ့ပါတယ်ကျွန်တော်အာမာတွေကိုတေချာပြင်ဆင်ပြီးတော့ကျွန်တော်အောက်ကိုပြန်သွားပြီးတော့ကျွန်တော်တကယ်ကြီးကိုပြန်သွားကူလိုက်ပါတယ်ကျွန်တော်တကယ်ကြီးကတော့အခုချိန်ဆိုမြစ်တာတွေပုတ်နေလောက်ပါပြီအမှပဲကျွန်တော်ဒီကန်ဒီတစ်ခါဖြစ်သွားခဲ့ပါတယ်ဒီနေ့ဗီဒီယိုတွေကတော့ဒီလောက်ပါပဲပတ်တူဗီဒီယိုကိုကြည့်ကျင်တယ်ဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ခဲ့ပါနဲ့ပတ်ဝန်းဗီဒီယိုတွေကအချိန်မရလို့ရမ်းတူသွားခဲ့ပါတယ်ဆိုတော့နောက်ထပ်အကောင်းဆုံးဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်